ဒီတကားကျွန်တော်တို့ chorus ကိုဆက်သွားကြပါတော့ဒီမိုးရီရွာရဲဆိုရလေဒီမိုးရီရွာရဲမနေညာကအဲ့နေရာလေးပေါ့နော်အဲ့တော့သူက B ရယ်G sharp minor ရယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ B ကိုမှ5ရယ်ဒီမှာ3ရယ်2ရယ်ပေါ့နော်အဲ့တော့နောက်1 0 open ထားလိုက်မယ်အဲ့တော့8 note လေးသွားရတော့5 3 1 2ဒါ B တော့ဝက်ပေါ့နော်ပြီးရင် F sharp minor ကျလက်ညိုးကဒီမှာအပြားလိုက်ဖိထားမယ်စစ်ကြိုးအထိပြီးရင်လက်သန်းလေးကဒီဘက်မှာပေါ့နော်ဒီဘက်1 ကြိုးမှာထောက်ထားမယ်ပြီးရင်စစချင်းဟာကသူ6ရယ်1ရယ်2ရယ်ကိုတွဲလိုက်မယ်ပြီးရင်3 2 3ဒီမိုးရီရွာရဲမနေညာကပြီး C sharp minor တွေပါလာတော့မှာပေါ့နော်C sharp minor ကျတော့သူကဒီလက်ညိုးကဒီမှာ5ကြိုးရယ်ဒီမှာလက်ကလေးက2ကြိုးပေါ့နော်2ကြိုးပြီးရင်ဒီမှာလက်ညိုးကလည်းဒီ4ကြိုးကိုလည်းထောက်ထားမှာပေါ့နော်စတီးတာကတော့သူက5နဲ့2နဲ့တွဲလိုက်တာပြီးရင်ဒီ4ကြိုးကဒီလက်ညိုးဖိပြီးသားအတန်ယူပြီးတော့ဟမ်မာလေးလောက်အောင်ဟောနော်ပြီးရင်အောက်က3ကြိုးဆင်းမယ်ဒီကလည်းလက်ညိုးပဲနော်လက်ညိုးက2ကြိုး3ကြိုး3 4 5ပေါ့နော်3ကြိုး4ကြိုး5ကြိုးလက်ညိုးကဖိထားမယ်လက်ကလေး2ကြိုးထောက်ထားမယ်အဲ့ဒါကိုဟမ်မာ3တယ်ပေါ့နော်ဒီလိုဖြစ်သွားပါနော်ဒါ C sharp minor ဘာကိုတီးရတယ်ပေါ့နော်နောက်ပြီး A နဲ့ D နဲ့ဟာပါလာတဲ့ချိန်ကျတော့ A ကိုသူကဒီဘက်ကလက်သန်း3ကြိုးယူထားလိုက်အောင်ပြီးရင်5 4 3 2ဆင်းလိုက်မယ်ဒါ A အတွက်ပေါ့နော်မင်းကိုရင်ဆိုင်ဖေးပြတော့အဲ့ဒီနေရာလေးပေါ့နော် D ကျတော့တခါသူက4နဲ့ D ကောပုံစံကင်ပြီးတော့4နဲ့2နဲ့တွဲလိုက်တယ်ပြီးရင်3 1 2 D မယ်1ကြိုးက open မယ်နော်ဟုတ်နော်အဲ့တော့ခုနကဟာနဲ့ပေါင်းလိုက်မယ်ဆိုရင်B ကိုသွားတယ်ဟိုးရှိမှာတော့လို့ပဲဒီမှာလက်သန်းက1နဲ့2နဲ့တခါတည်းအပြားလိုက်ပေါ့နော်နောက် A ကိုပြန်လာတယ် A ကျတော့သူကဒီ2နဲ့4နဲ့ထောက်ထားရတယ်ပေါ့နော်ပြီးရင်တွဲတီးတာတော့5ကြိုးနဲ့2ကြိုးတွဲတီးမယ်ပြီးမှ4ကြိုးလာမှာဟုတ်နော်ဒီလိုလာမှာ2ကြိုး open နဲ့2ခွက်နဲ့ဟမ်မာလေးပါသေးရနော်စစ်နဲ့2နဲ့အလွတ်တန်3မယ်ပြီးရင်ခုနဒီတန်လေးပြန်ယူမယ်အဲ့ဒါလေးကနော်ဒီနေရာလေးပေါ့နော်ပြီးရင်တစ်ခေါက်ဒီဘက်ပြန်လာမယ် C sharp minor ပေါ့လားအဲ့ဒါခုနအရင်လိုမဟုတ်တော့ဘဲနဲ့အပြည့်ဒီလိုကင်လိုက်မှာပေါ့နော်လက်ကလေးလက်တကြလက်သန်းလက်ညိုးအားလုံးဒီလိုပုံစံတကြအရင်တိုင်းပဲကင်လိုက်ပြီးတော့နောက် B ကျတော့5 2 3ဒါပဲ1ကြိုးလွတ်တန်ယူမယ်နော် C သွားတဲ့ပုံစံနောက်ပြီး A ကိုသွားမယ်ဆိုတော့ slide လေးနဲ့ဝင်မယ်အဲ့လိုလေးဝင်မယ်ပြီးရင်2ကြိုးဆင်းမယ်ပြီးဟမ်မာပေါက်မယ်ဟုတ်နော်တခါတည်းဒီမှာ G sharp minor ကိုတန်းပြီးတော့ကင်လိုက်တာပေါ့နော်ပြီးရင်ဒီမှာ4ကြိုးထောက်ထားတဲ့တစ်ချက်အဲ့ဟာလေးတီးမယ်ပြီးရင်လက်သန်းနဲ့ဒီလိုလေးသွားတော့ပေါ့နော်ဒီနဲ့လည်းနည်းနည်းရှုပ်တယ်နော်ဒီလိုယူသွားမယ်နောက်တစ်ခါ C sharp ကိုပြန်လာမယ်နောက် G sharp က major ဖြစ်သွားတယ်နော်ဒီတိုင်းလေး F ပုံစံပေါ့နော်ဘာရီကောတီးလိုက်တာ
နော် A major 7ကျတော့လက်သန်းလေးက1ကြိုးဒီဘက်ယူထားမယ်နော် F sharp minor ကျတော့ဒီလိုဖြန့်ခိုင်းထားမယ်လက်သန်းက1ကြိုးဒီမှာ4ကြိုးပါမယ်နော်စတီးတာ6နဲ့1နဲ့တွဲလိုက်နောက် B ကိုဆင်းမယ်စောစောလိုပဲဒါကြတော့5 3 1 2 3ဖြစ်သွားတယ်နောက် E မှာဆုံးမယ်အဲ့ဒါကြတော့ဒီလိုကင်ထားမယ်3နဲ့6နဲ့တွဲလိုက်မယ်ဒါဟိုရှေ့မှာတော့သုံးခဲ့တဲ့ပုံစံလေးပဲเนาะ bus အပြီးမှာသုံးခဲ့တဲ့ပုံစံ pull all လေးပါเนาะchorus ကိုပြန်ကောက်မယ်ဆိုရင်เนาะဒီမိုးတွေရမနေ